cheers lemonade ပါကျွန်တော်တို့ကအတောက်စားကင်းပါတယ်ဘာမှမလုပ်ပါကျွန်တော် lemonade ပဲတောက်ပါတယ်ဒီဗီဒီယိုလဲမှာတော့ကျွန်တော်တငယ်နှစ်ယောက်နေထိုင်တဲ့မြို့လေးအကြောင်းကိုတယောက်နဲ့တယောက်အတွေ့အဖလှယ်ရင်းနဲ့မျှဝေပေးထားပါတယ်ခုကကျွန်တော်တို့ည7လောက်တော့ထိုးပါပြီဒါကတော့ကျွန်တော်ရဲ့အကြိုက်ဆုံးစားတာပါအောက်ကတော့အာလူကျော်အပေါ်ကကျတော့တို့ရဲ့ဒီမက္ဆီကန်အစာတာနာမည်ကတော့အစာတာ fry လို့ခေါ်တယ်ဗျာတော်တော်လေးစားလို့ကောင်းပါတယ်အောက်ကအာလူကျော်အပေါ်ကအသားအပေါ်ကတစ်ခါလေး cheese လေးပါတယ်ဒီဘက်ကတော့ကျွန်တော်တို့အနီရောင်က red salsa ဒီဟာက green salsa ဒီဘက်က avocado ဒါကတော့ကျွန်တော်ညဘက်ရန်ပိုက်စာလို့စားလာပါကျွန်တော်တို့နှစ်ယောက်လုံးက West Coast ဖြစ်တဲ့ Los Angeles မှာနေနေရကျွန်တော်တို့ကြုံတွေ့ရတဲ့အရာလေး Los Angeles ကဘယ်လိုရှိရဲကျွန်တော် topic တစ်ခုလဲဆိုတာတက်ဗျာကျွန်တော်တို့တွေးမိတဲ့အရာလေးတွေကိုကျွန်တော်ဒီဗီဒီယိုထဲမှာပြောထားမယ်ကျွန်တော်ဘောလေးပဲပေါ့နော်ကျွန်တော်တို့ပြောရတဲ့မှာအမားတွေရှိသွားရင်လည်းအမားတွေကိုထောက်ပြပေးဖို့မြင်တာရက်ခံပါတယ်စကားမဆက်တမ်းမြဖြောလေးတောက်ပြတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့နိုင်ဘက်လောက်လမ်းလျှောက်ထားလို့ပါဒါတော့ကျွန်တော်ရဲ့ new guest ကျွန်တော်တကယ်ချင်းဟူဂိုလို့ခေါ်ပါတယ်ဆိုတော့ကျွန်တော်တို့အခုထဲမှာဗီဒီယိုထဲမှာကကျွန်တော်ပေါ့ပါပဲပြောမှဖြစ်တဲ့အတွက်ကျွန်တော်လည်းအဆင်ပြေလို့ပဲထိုင်ပါမယ်ကျွန်တော်တကယ်ချင်းအခု Los Angeles ကျင်းကကျွန်တော်သူက East Coast မှာနေရ East Coast ဆိုတာကတော့အရန်အေးတဲ့နေရာတော်တော်လေးကိုအေးတယ်မိုင်းနဲ့ဘယ်လောက်ထိကြုံမှုခဲ့တာ22မိုင်းနဲ့22ဆိုတော့လုံးဝနှင်းနေပြည့်နေမှာမနော်အဲ့လိုနေရာနေပြီးတော့ဒီဘက်ကျွန်တော်တို့ West Coast ဖြစ်တဲ့ Los Angeles ကိုပြောင်းလာအခုဆို3-4လလောက်ရှိပြီနော်ဆိုတော့ပထမဆုံး LA ကိုရောက်တော့စပြီးတော့ဘယ်လိုမျိုးခံစားမိပထမဆုံးလုံးဝလေရင်စိုက်လာပြီပထမဆုံးခံစားမိတဲ့အရာလုံးဝဒီထဲမှာပြောနေတာမှများပွင့်နေပြောလို့ရတယ်နော်ဘာဟိုအရင်ဆုံးခံစားမိရ City vibe ပေါ့ City vibe ဟုတ်လားကျွန်တော်ဘဝမှာနေလာတဲ့ကျွန်တော်လည်းကောင်းကောင်းပုံစံမျိုးမှာနေလာဟုတ်ကွာဒီလားတော့အဲ့လိုဒီတပည့်နေနဲ့အဲ့လိုတရားဖို့တရားနေတော့ဒီလိုပြောင်းလာတော့အာရုံတော့တာပေါ့ပြောင်းလာဘာတဘူတွေကဒီလိုပါတော့အဲ့တော့အဲ့ဒီလေပါအဲ့တော့လည်းထောက်တော့တိုင်းဆိုလို့ကျွန်တော်ဟိုဘက်မှာကြောက်နေတယ်ဒီလောက်လောကမျိုးကြီးမကြောက်အောင်အေးစစ်လေးပဲအဲ့တော့အရင်တော့မင်းဗီဒီယိုအားနဲ့ဗီဒီယိုခေါ်ပြောရင်တော့မင်းတောတဲ့ရောက်နေတာတောတောင်တွေရောက်နေတာနော်အမြင်အဲ့မှာကျတောတောင်ဟောပါဘောနော်တောင်တော့မဟုတ်ပါအဲ့တော့ကိုနေနေအောင်ဆိုင်ပါဘော East Coast ဆိုတာဒါ New York လို့လည်း East Coast ပါတယ်ဒါရကြတော့လည်းလူ New York လို့မဟုတ်ဘဲနဲ့တိတ်တိတ်တဲ့ East Coast ကနေလာတာဆိုတော့ဒီဘက်မှာကျတော့ဟိုဒီအနေမှာကျတော့ New York လောက်တော့မရှုပ်ဘူးလေနော်မရှုပ်ဒါပေမဲ့မျိုးတော့မျိုးပုံစံတော့ဖြစ် right အဲ့တော့ okay တော့စိုက်လာပြီလေရင်စိုက်လာတယ်နောက်ပြီး LA ရဲ့ signature ဘာတွေကိုဒီကချက်ချင်းတွေ့ရ။ AC တော့ပြီးမှပြောရ AC ချမ်းမြေနေပေါ့ချမ်းမြေမဲဆွေအနေနဲ့လည်းရောက်နေရနေရာမှာအခုမက္ဆီကန်စားတာဖြစ်တဲ့အစာတာ fry တကယ်လို့ဝယ်ဖို့အဆင်ပြေရဆိုရင်စားကြည့်ဖို့အကြံပေးလိုပါတယ်အမြဲတမ်းတော့အကြံမပေးဘူးဗျနောက်တော့အာလူကျော်အကရှိတယ်အပေါ်အသားတော့ကောင်းပါတယ်အာလူကျော်ဆိုပြကြမှာအမြဲတမ်းစားရင်မကောင်းဘူးဗျကျွန်တော်ဆို2ခါ3ခါလောက်တစ်လားမှာ2ခါ3ခါလောက်ပဲစားလိုက်ရှိတယ်အရင်ကျွန်တော်ဘိုက်ဆာမှာပဲအမျိုးစားလိုက်ရှိတယ်အဲ့တော့ကျွန်တော်ကြိုက်တဲ့အစားအသောက်မလို့ကျွန်တော်ချင်ညာပေးတာပါဟုတ်အဲ့လိုရောက်လာပြီကွာဒီမှာတော့မင်းပြောတာ City vibe ကိုခံစားမိတယ်အဲ့လိုအရန်အေးတဲ့နေရာဆိုတော့ဒီမှာကျတော့အဲ့လောက်အေးတော့အေးတယ်မဲ့အမေကကျတော့အရန်အေးတဲ့နေရာကိုခံစားခဲ့ရကြဒီမှာကျတော့အေးလဲမင်းတို့ပုံမှန်ပဲဖြစ်နေတယ်နော်ပုံမှန်တော့ဒါပေမဲ့အေးပေါ်ဒီတူကတော့ဒီလိုဖြစ်နေတာဘယ်လိုမျိုးမတူတော့လဲမျိုးဟိုဘက်မှာအေးတာကဟိုတကယ်ဝယ်တာက
extreme ဖြစ်တာပါ နော် ပူရဲဆောင်ရင်ပူတယ် ဒီမှာဝယ်လာ balance ဖြစ်တယ်ကွာ ပြောလိုက်ပြော ပူရဲတိုင်းတာတစ်ခုတည်းပဲ အဲ့ဒါကိုဒီဘက်ပူလာ ပြည်ရဲတိုင်းတာတစ်ခုတည်းပဲ ဟိုမှာကျတော့ဟိုပူရတဲ့လုံးဝခဲကိုအေးရင်လည်းလုံးဝဟိုတလုံးကဒီပါလေ East Coast ဘက်မှာနှင်းမွန်တိုင်းဖြစ်တာလို့အဲ့တော့ကြုံနိုင်သေးလား ကျောင်းပါပါ ကြုံလားအဲ့ကြတော့ဘယ်လိုမျိုးတရက်ဖြတ်တန်းရတာဘယ်လိုနေရော နေ့ကတော့အများနဲ့ကြာနေတယ်ဆိုတော့ထူးပါပုံမှန်တော့အဲ့တော့လည်းလောက်ကိုရှုပ်သွား လို့လို့ပူဆိုနော် ဘယ်လိုအပြင်ဖိုင်လာအေးရပါ ပြင်ထိုင်ကြီးတာ အိမ်ထဲမှာကျတော့ အဲ့လို အပူပေးတဲ့နဲ့တောက်လျှောက်လွမ်းထား ဟီတာဖွင့်ပြီး ပြီး တော့ တော့အလုံးလုံးတဲ့ site မှာလည်းဒီကပွင့်ပေးလိုက် အော်အလုံးအဲ့လိုအလုံးဆိုတော့ဒါအလုံးကင်နဲ့ပတ်သက်လို့ကြာတော့ဒီအဲ့လေးကိုရောက်လာပြီးတော့ဘယ်လိုမျိုးခံစားအလုံးကင်ဒီမြို့မှာဘယ်လိုနေထားရှိဒီ Los Angeles ဆိုတဲ့ဒီအဲ့လေးမျိုးကြီးမှာ ပေါ်တယ် အလုံးပေါ်တယ်ပေါ့ ပေါ်တယ် ဒါပေမဲ့ဟိုလုံးဒီပိုင်းရှောက်ရတာရောဘယ်လိုနေရောလွယ်လားမလွယ်ဘူးလားဘယ်လိုမျိုးရှိတော့ ကက်ရှိဘူးလို့လိုရတယ် ပြည်တွေဆိုတာအတန်းကမှတရားဝင်လုံးခွင့်ရှိရကပ်ပါတော့အဲ့ကရှင်းကြတော့ငါတို့ကဒီမှာလှုပ်ရှားရတာအဆင်ပြေလှုပ်ပေါ်တယ်အဲ့ဒါတခုတတိထားမိရကြတော့ဒီမှာ public transportation တို့ဒီတွားရေးလာရင် transportation ကိစ္စလေတနေရာတနေရာတွားဖို့လာဖို့ကိစ္စဒါဘယ်လိုမြင်တော့တော်တော် แล้วก็ကားရှိမှအစင်ပြမဲ့ state ကပါ state ဆိုတဲ့မြို့ရပါပါ လူရမှာပါနော် ဒီတော့ဒီရလေးက ဟောလိုက်တော့ပုံမှန်တဲ့ပို့ပြီးတော့လူကြီးရာပုံများတယ် ကိုညာရနော် အခါကျတော့ဒီ traffic နဲ့ဆိုရင်ကားမရှိဘူးပဲနဲ့ bus ကားစီရမယ်ဆိုလို့ရှိရင်15မိနစ်လောက်ကြီးပြီးတနာရီခွဲလောက်ကြီးကြာသွားတယ်တော့ အဲ့တော့အမှန်ပဲကျွန်တော်ကနိုင်ငံအောင်စားရောက်ခဲ့ရဒီအဲ့လေးမှာပဲနေလာတာဗျာအဲ့လေးမှာလည်းအခုဆိုကျွန်တော်အများကြီးတော့မဟုတ်သေးဘူးဗျာဒါပေမဲ့2နှစ်တော့ကျော်သွားပြီပေါ့ public transportation နဲ့ပတ်သက်ရင်ကျွန်တော်ကိုယ်ပိုင်သားရှိမှကိုအဆင်ပြေတာပါကျွန်တော်တော့ချိန်မိတ်ပြီးတော့ဒီမှာဟိုကျွန်တော်ဒီ public transportation တုံးနေဗျာယထာစီးတယ်ကားစီးတယ်အဆင်ပြေလားဆို yes ပြေတယ်ဒါပေမဲ့နိုင်ဘွားခရီးဆိုကျွန်တော်တနာရီခွဲလောက်သွားတယ်နိုင်ဘွားဆိုကျွန်တော်ကိုယ်ပိုင်ကားနဲ့ကိုသွားရတဲ့နေရာကိုနိုင်ဘွားနဲ့ရောက်တဲ့ခရီးကိုကျွန်တော်တနာရီခွဲကနေ2နာရီလောက်သွားတယ် public transportation ကပေါ်လာတယ်နော် yes ပေါ်တယ်ဟုတ်တယ်နော်ဒါပေမဲ့အချိန်ရမ်းကုန်ဟုတ်လားဆိုတော့ဟိုငါတို့ကားလိုတယ်ဆိုရင်ကားကလုံးဝဝယ်ရမှာလားတကယ်ကားဝယ်လာရင်ရောကုန်ကြကုန်ကြစိတ်တွေကရှိတယ်အဲ့တော့ဘယ်လိုလုပ်ချင်တာဘယ်လိုလေးစဉ်းစားပြီးတော့မှဝယ်စီချင်တော့အဲ့ဒါဘိုင်းနေတခြားပြောပြပြီးလို့ရ ဟိုကမှာလက်ထက်မှာ1000ရှိတယ်ဆိုရင်1000နဲ့ကားဝယ်မဲ့စားအားလုံးလည်းစားဝယ်ပေါ့ကျန်တာတော့ကိုဘတ်ဂျက်နဲ့ကိုယ့်အကိုကျန်တာချိန်သွားပြီလေဟို ခုနတိုင်းပြောတော့ငါသိမရှင်းတော့လက်ထဲမှာဒေါ်လာ1000ရှိရင် 9000နဲ့လောက်ဝယ်ပေါ့ ဒေါ်လာ9000နဲ့ ပောက်ကို ဟို use တဲ့ရဖြစ်ဘောနော်ဒေါ်လာ9000နဲ့ကို use လုပ်ရမှာ ဒီမှာကားဝယ်မယ်ဆိုရင်တော့ shoes ကိုပဲဝယ် use ကိုပဲနော်စာစီစီချင်းတော့ ဆက်စီနေဆိုတဲ့ဒီမှာကားဝယ်ပါကင်နေတဲ့ဆိုင် တော့ကားဝယ်ပြီးတော့ insurance နေပြီမယ်နော်နောက်ပြီးလာစဉ်ဟုတ်ပါဘာစီချင်းရမယ်ညာစီချင်းရမယ်နောက်ပြီးခံမတင်လို့တခုတာယာပေါက်တာတို့ဘာလို့ကျွန်တော်နောက်ထပ်ခံမတင်လို့ဒီ Los Angeles မြို့မှာအဆိုးဆုံးကကားပါရင်ရှားရတာပဲဗျာမိတ်ဆွေအနေနဲ့ကနေရာတနေရာကိုသွားတယ်ကားပါရင်တွေ့အဲ့နေရာမိတ်ဆွေပိုင်သွားရလို့မထင်နိုင်နဲ့မိတ်ဆွေအဲ့နေရာမှာသွားရက်သူတို့ sign board လေးရှိတယ်တစ်ခါကျရင် sign board ကသူတို့ body မရှိဟိုကြောင်ကြားနေရမှာဟို ticket ရအောင်များလောက်ထားသလားလို့မှတ်ရတယ်မနက်7:00နာရီကနေနေ့လယ်1:00နာရီအထိမရက်ရဥပမာတော့ပြဗျအဲ့နေရာမှာသွားရက်မိရင်မိတ်ဆွေသားကို
ဆွဲသွားမှာ ဒီမှာတော့ ဆွဲသွားပြီးရင်အဲ့ဒါကိုကျွန်တော်ပြန်ယူဖို့နော်ငါတို့ကနေပြန်ယူဖို့ရတယ်ပတ်စံကိုကားပေါ်မူတည်မယ်ကျွန်တော်အဲ့ဒါတော့အသေးစိတ်မသိရတော့အရင်ကတော့ကျွန်တော်မပြောဒီကျွန်တော်သိတော့ဒေါ်လာရာကနန်းဒီတချို့ကားတွေထောင်ကနန်းထိကုန်တယ်ဆိုပြီးကျွန်တော်တွေ့သူတို့ကားဆွဲသွားပြီအဲ့ဒါကိုပြန်ယူဖို့ပြန်ရွှေ့ရဖို့အဲ့လောက်ကုန်တယ်လို့ကျွန်တော်တွေ့ဘူးအဲ့တော့မိတ်ဆွေအနေနဲ့ကားမဝင်နေကျွန်တော်ကားလုံးဝတေချာပေါက်ကြီးကိုလိုနေလားမိတ်ဆွေမှာလုံးဝခိုင်မာတဲ့အလုပ်ကောင်းတစ်ခုဘောနော်ကျွန်တော်ရှိထားပြီအဲ့နေရာကိုအဲ့အလုံးနဲ့ကိုယ့်အိမ်နေရာဝေးရဲအဲ့တော့ကျွန်တော်ကားလိုတယ်ဟုတ်ပါလိုရတော့ကားဝယ်မယ်အဲ့တော့မိတ်ဆွေမှာအလုပ်ကောင်းရှိထားတဲ့အတွက်ရလာမယ်လားစာနဲ့ကားကိုလည်း9ပုံတစ်ပုံလောက်ပဲတုံးရမယ်ဆိုရင် yes ဝယ်တင်တယ်ဘောနော်ကျွန်တော်အနေနဲ့အခုမှဟိုအစအလုံးလဲလုံးတယ်အလုံးကရတာ9ပုံနဲ့3ပုံလောက်ကကားအတွက်3နေရာရရတယ်အစင်ကမပြေဘူးဗျအဲ့လိုမျိုးဆိုရင်တော့ကျွန်တော်မဝယ်သေးဘူးနော်မဝယ်သေးဘူးတီးခံပြီးတော့ဟိုကျွန်တော် public transportation ကတော့300မှာပဲဒီလောက်ဆိုရင်တော့မိတ်ဆွေလည်းနားလဲမှာပဲဗျဒါကျွန်တော်တို့ public transportation မှာတော့နေတယ်ကွာကားလည်းပေါ်နေတယ်လို့ဆိုလို့ရှိရင်ဒီမှာကစပိန်တန်းလေးတွေရှိပါတယ်စပိန်တို့စပိန်စကူတာတို့ခုလာနော်ဒါဟုတ်လို့ရေလို့ဟာလေဆိုင်ကဆိုင်က45ပဲလေဆိုင်ကလည်းရှိတယ်စကူပီလေးလေစကူပီဆိုင်ကလည်းပေါ်ရနော်အဲ့ဒါလေးကအဲ့စီတော့ရတယ်လို့ကွာဟုတ်တယ်ဘင်းကြီးလို့မဟုတ်ကျွန်တော်လည်းပြောတဲ့ပူတာတို့စပိန်နေကြတော့စီးကြတာဆိုရင်စီးတယ်ဒါပေမဲ့ကျွန်တော်ဟို highway လမ်းမကြီးတော့လုံးဝသွားလို့မရဘူးခုနပြောကျွန်တော်ဆိုင်ငယ်အသေးလေးဆို highway လမ်းမလုံးဝသွားလို့မရဘူးလုံးဝဆိုင်ငယ်လုံးဝဘိန်းကြီးနော်အင်ဂျင်ပါဝါဟုတ်တယ်နော်အင်ဂျင်ပါဝါများတဲ့ဟိုတကယ်ဟာလီတော့ဂျင်းလို့ပါဝါနော်ဟုတ်ပြတော်တော်အဲ့လိုပဲပြောမှာနော်အင်ဂျင်ပါဝါများတဲ့ဆိုင်ငယ်ဘိန်းကြီးမျိုးမှပဲ highway လောက်သွားလို့ရတယ်ဒါတော့တော်တော်တတိထားရတယ် Los Angeles မှာဆိုင်ငယ်မောင်းတဲ့သူ4ယောက်5ယောက်နဲ့ကျွန်တော်စကားပြောဦးပါတယ်သူတို့ကျွန်တော်ဗာပြောလဲဆိုတော့အဲ့ဒီမှာငယ်မောင်းရတာဘယ်လိုနေလဲဆိုရင်9ယောက်လုံးကျွန်တော်ဖြည့်တဲ့အဖြေကတစ်မျိုးလေးပဲ very dangerous အရန်အန်ဒီများတယ်အဲ့ဒီမှာကျွန်တော်နဲ့ခင်တဲ့တယောက်ဆိုရင်သူဆိုရင်ဒီခေါင်းထိဘူးလေဗျာသူတုံးတဲ့ဒီခေါင်းလေးဒီဝတ်တဲ့ helmet ကဒေါ်လာ400ကျော်ပေးရအဲ့သူတခါကားသီးနဲ့ညှိပြီးတော့သူခေါင်းထိသွားတယ်ဒေါ်လာ400ကျော်ဆိုတာဒါတော်တော်များတယ်ဗျာသိလားအဲ့ဒီဟိုအကောင့်နဲ့အုတ်ထုတ်သုံးတာသူပြောပြသူအခုချိန်ဒီခေါင်းထဲမှာဝေဒနာခံစားနေရတယ်ခင်ဗျဆိုတော့သူပြောရင်ဟာအဲ့ဒီမှာဆိုင်ငယ်မောင်းရတာအရန်ခက်တယ်ဆိုတော့ပြောချင်တယ်ဗျဒါမဲ့လေကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်ဟိုမန်လေးရလာတဲ့သူတွေပေါ့နော်မန်လေးသားတို့ဆိုရင်ဆိုင်ငယ်မောင်းတာကျွမ်းတယ်ဆိုတော့ဒီမှာတော့ဘယ်လိုရှိမလဲတော့မပြောတတ်ဘူးကျွန်တော်ကိုယ်တိုင်လည်းမမောင်းဘူးဟောတော့ဒီမှာကျတော့သူတို့ကကားပဲတုံးတာများတော့ဒီကလူတွေရတယ်သူတို့တော့ရောက်ဆိုင်ငယ်တုံးရတာခက်နေမှာပေါ့ဗျာဒါပေမဲ့မိတ်ဆွေတို့ကမန်လေးလိုမျိုးအဲ့လိုဆိုင်ငယ်မောင်းလို့ရတဲ့မျိုးနယ်ဒေသအနေလာတဲ့သူဆိုရင်တော့ဒီမှာစင်ပြေကောင်းပြင်နိုင်တယ်ပေါ့ဗျာဒါတော့ကျွန်တော်တို့ transportation အကြောင်းကျွန်တော်ပြောပြပါကျွန်တော်အခုဆိုရင်ပြောတာ main ဒီကိုရောက်လာတော့ Los Angeles ဆိုတာဘယ်လိုမျိုးခံစားရလဲဆိုတော့မင်းပြော CD5 လို့မင်းခံစားရတယ်နောက်တစ်ချက်ကကြတော့ရာသီဥတုအခြေအနေကကြတော့ဒီမှာရာသီဥတုညတာတယ်ပေါ့နော်ရာသီဥတုညတာပြီးတော့ဟို East Coast ဘက်မှာကြတော့အေးလည်းအရန်အေးတယ်ပူရင်လည်းအရန်ပူတယ်ပေါ့နော်မင်းပြောတစ်ချက်နှစ်ချက်ရာသီဥတုကြောင့်ပြီးကျွန်တော်ဟိုခုပြောရတဲ့ transportation ဆိုလည်းကားလိုလားဆိုရင်တော့အရန်လိုတယ်15မိနစ်လောက်ခရီးကိုကားမရှိရင် public transportation ဆိုကျွန်တော်တို့တစ်နာရီဝင်ကျင်တော့သွားရတယ်ဆိုတော့အရန်လိုတယ်ဒါပေမဲ့ကားကိုဘယ်လိုလူကြီးပဲဝယ်တင်နေဆိုတော့ကျွန်တော်2ယောက်အမြင်ဒီထက်မှလည်းပြန်ပြောပြထားပြီးတယ်ဆိုတော့ကျွန်တော်မျိုးတစ်မျိုးကိုပြောင်းမယ်ဆိုရင်တီးတင်းနဲ့အချက်လေးတွေတော့စုံသွားပြီကျွန်တော်ခုနပြောတဲ့အလုပ်ကိုင်းဒီမှာကတော့ကျွန်တော်တို့ဒီလိုနိုင်ငံမှာကတော့ဟာတော့ဟုတ်ကဲ့အလုပ်ကိုင်းမရှိရင်တော်တော်လေးဆိုးပါတယ်အမေရိကန်လိုနိုင်ငံမျိုးမှာနေပြီးတော့ညီးရလာလို့ပြောတဲ့သူတွေလည်းရှိကောင်းရှိနိုင်ပါတယ်ကျွန်တော်အဖြစ်မမြင်ပါဘူးကျွန်တော်အမြဲတမ်းကျွန်တော်တွေကတက်နိုင်ဆုံးအကောင်းမြင်တဲ့စိတ်နဲ့ဆောင်ပြီးတော့လူတိုင်းတရက်ကျွန်တော်တို့အနေနဲ့ကတော့အဲ့လိုမျိုးပဲတက်နိုင်ဆုံးဖြတ်တန်းနေရဖြစ်တဲ့အတွက်အမေရိကန်မှာနေပြီးညီးရတို့ဘာလို့commandment လည်းကျွန်တော်အနေနဲ့လက်ခံပါတယ်ဒီတက်မှာကျွန်တော်ညီးရတစ်လုံးမှမပါပါဘူးကျွန်တော်တို့ညီနာလေးကိုပြန်ပြီးတော့ sharing ပေးတဲ့သဘောပါဆိုတော့ကျွန်တော်အလုပ်ကကျွန်တော်တို့ပေါ်တယ်ဒါပေမဲ့ကျွန်တော်တို့ EAD တို့ခေါ်တဲ့ work permit
တရားဝင်လုံးလုံးခွင့်ကတ်ကတော့လိုကိုလိုတဲ့အဲ့ဒီကတ်ရှိရင်တော့အလုံးခံရှော့တာလွယ်ကူတယ်ခုဆိုရင်ကျွန်တော်တို့စပြီးတော့ကျွန်တော်တို့လူငယ်လေးစပြီးလုံးလုံးမယ်ဆိုရင်ဟိုစလောက်ရတော့ဗျာကျွန်တော်တို့ဟိုကတ်ရှာလောက်ရမယ်နောက်ပြီး waiter wait shot ပိုင်းလောက်ရမယ် customer service အမေ kitchen helper ဒါကတော့များသောအားဖြင့်နော်စကြတယ်လိုမျိုးပဲစကြတယ်ကျွန်တော်တို့လူငယ်အနေနဲ့ကတော့ဒီလိုမျိုးအနေပဲကျွန်တော်များသောအားဖြင့်ဒီလိုမျိုးအနေပဲကျွန်တော်စကြရတယ်ဆိုတော့လောက်ရရင်တနာရီကိုကျွန်တော်တို့ခုလက်ရှိဆိုရင်18ကနေ20ဝင်အဲ့တော့မှမိတ်ဆွေကနည်းနည်းလေးလောက်တက်ကင်တက်တယ်ဆိုရင်20နဲ့25လောက်ကြာရတယ်ဒါပေမဲ့အခုလက်ရှိနေရတော်တော်များများမှာတော့တနာရီကိုဒေါ်လာ20ကနေပြီးတော့စပေးပါတယ်ဒေါ်လာ20ဆိုရင်20အပြည့်ရတယ်တော့မထင်ပါနဲ့ဒီနိုင်ငံမှာဘယ်ဒေတာမှာပဲနေဘယ်ပြည်နယ်မှာပဲနေမိတ်ဆွေအနေနဲ့ tax tax ဆိုတဲ့အခွန်ဆောင်ရပါတယ်အဲ့တော့မိတ်ဆွေကဥပမာပေါ့20ဆိုရင်ပါ tax ညာတက်တော့အသေးစိတ်မပြောပြတော့ဒါကတော့ကိုလုံးတဲ့အလုပ်ကိုမူတည်ပြီးတော့သူတို့ပေးတာရှော့တာဘာညာကွဲကောင်းကွဲနိုင်တဲ့အတွက်ဘယ်လုပ်တရားဝင်ဘယ်လုပ်အခွန်အဆောင်ကိုဆောင်ရပါတယ်ဆောင်ရတယ်ဆိုတော့ကျွန်တော်တို့အခွန်ဆောင်ရတာ20ဆိုရင်ကျွန်တော်မိတ်ဆွေအနေနဲ့18ခွဲလောက်ပဲရနိုင်တယ်ပေါ့ဗျာတော့မှမိတ်ဆွေကတနာရီကို18ဒေါ်လာအလုပ်ရရဲဆိုရင်16ခွဲလောက်ပဲရအောင်ရနိုင်ပါတယ်ဒါတော့ကျွန်တော်တို့အမျိုးကိုပြန်ပြီးတော့ပြောပြပေးရပါတော့အခုပြောလိုက်တဲ့မှာဆိုရင်ရာသီဥလည်းပါတယ်အလုပ်ကိုင်းလည်းပါတယ်ဟိုတွားရေးလာရေးလည်းပါတယ်ဆိုတော့တော်တော်လေးစုံသွားပြီဆိုတော့ရပါပြန်ပြီးတော့ sharing ပေးခြင်းနေတယ်ဘာပြန်လဲပြီးတော့မျှဝေပေးနေတယ်ဟောလူတယောက်နဲ့တယောက်ကတွေးခေါ်ပုံချင်းမတူဘူးကွာငါတွေးရလဲမင်းတွေကမတူနိုင်တော့ဟိုတားရင်းနေနေတာဘာတွေထပ်ပြီးတော့ပြောပြပေးခြင်းနေတယ်ဟိုဆိုတော့ကျွန်တော်တို့အခုပြောပြသွားတဲ့အချိန်မှာလည်းကျွန်တော်မျိုးတစ်မျိုးရွေးချယ်တော့မယ်ဆိုရင်လိုအပ်တဲ့အချက်တွေလည်းကျွန်တော်စုံသွားမယ်လို့ကျွန်တော်ပြောနေပါတယ်ဒါပေမဲ့ကျွန်တော်နောက်ဆုံးအနေနဲ့ကကျွန်တော်စဉ်းစားမိတာလေးတစ်ခုကကျွန်တော်မပြောတော့ဘဲနဲ့ကျွန်တော်တငယ်ချင်းကျွန်တော်မေးမယ်ဗျာဟိုဟုတ်တယ်တားရင်းအနေနဲ့ကဒီ United States ဆိုတဲ့နိုင်ငံကိုမလာသေးဘူးဒါပေမဲ့လာဖို့အတွက် try နေပြီ visa ဘာညာလည်းအဆင်ပြေနေပြီ visa ဘာညာလည်းဖြေဖို့process တွေလုပ်နေပြီvisa လည်းဖြေရမယ်ဒါပေမဲ့ visa ဖြေရမယ်ဆို visa မဖြေခင်မှာငါတို့က student visa နဲ့လာမဲ့သူတွေဖြစ်တဲ့အတွက်ဘယ်မျိုးကဘယ်အကြောင်းရွေးရမှာပဲကွာအဲ့တော့တိုင်းနေနေကအမေရိကန်ကိုလာတော့မယ်ဆိုရင်ဒီ California State Los Angeles မြို့ကိုရွေးတင်တယ်လို့ထင်တာအဲ့ဒီကိုလာတင်နိုင်တယ်ထင်လားဆိုတော့အခုမှစရောက်မဲ့သူတွေဆိုရင်တော့ဒီနေ့တခြားစိတ်တွေကဆိုင်အခက်အခဲတွေပုံကြုံရနိုင်တယ်ဘာကြောင့်ကြုံရနိုင်တယ်လို့ထင်တယ်ခုနရှိမှပြောခဲ့ရတယ်ကွာ traffic ကtransportation ကဒါပေမဲ့တခုရှိတာကဘာလဲဆိုတော့ကနောက်တော့တောင်းဖြစ်တဲ့အတွက်ပါဟိုလိုကောမလဲ CD ကအလောက်ကခွင့်နဲ့အပေါင်းအသင်းအဆက်အသွယ် communication ကိုပို့ရနိုင်တယ်ဒါပေမဲ့သူ့မှာသူ့အနေနဲ့သူအားတဲ့အားတဲ့တွေကတော့ရှိနေတယ်မျိုးနယ်တိုင်းမှာရှိမှာပဲဟုတ်တယ်ကိုကဘယ်လိုပြောမလဲဒီ US ကိုပါလာဖို့ဖြစ်လာကိုလာမယ်ဒါပေမဲ့ budget ပဲဆိုရင်တော့ဒီအရေးနဲ့ဆိုင်တခြားမျိုးတခြား state ကို choice ပေါ့အဲ့တိုင်းဆိုလို့ရှိရင်က US ကိုလာတော့မယ်ဘယ်မျိုးစပြီးတော့ရွေးချယ်ရမလဲလို့စပြီးစဉ်းစားရတဲ့သူတယောက်အနေနဲ့ကိုက budget ချွေးတာခြင်းနဲ့ဆိုတဲ့လူတယောက်အနေနဲ့က Los Angeles မြို့ကိုရွေးချယ်နေသေးဘူးမရွေးချယ်တယ်ပဲနဲ့တခြားဟိုဒါပေမဲ့တခုရှိတာကွာမြို့ကိုရွေးချယ်တယ်ပြောနေတာဒါပေမဲ့တခုတော့ဆောင်းရတော့ပါဆောင်းခက်တယ်ဒါပေမဲ့တခုရှိတာကြတော့အဲ့မလာသေးခင်အဲ့လူငယ်တယောက်ကဒီမြို့မှာသူအကိုရှိတာဆွေမျိုးမိတ်ဆွေဥမာပေါ့နော်အဲ့လိုမျိုးအပေါင်းမိတ်ဆွေပေါင်းနေnetworking networking ကောင်းတဲ့ရှိရင်ဘယ်မျိုးပဲတော့ဘယ်နိုင်ငံပဲတော့အနေနဲ့အများအဆင်ပြေနိုင်တယ်ဟုတ်တယ်အဲ့လိုတိုင်းရငါမေးတဲ့မိကုန်းရဆိုရင်ဒီနိုင်ငံကိုလာမယ်ဘယ်မျိုးကိုရွေးချယ်ရမလဲမသိဘူးအဲ့လေးကိုလာတင်လားဆိုတော့အဲ့လေးကိုလာတင်လားဆိုတော့မိကုန်းဖြေသွားတာတော်တော်လေးသဘောကျတယ်လာခဲ့ပါလို့မပြောမင်းကမပြောဘဲနဲ့ဒီ
ခုမှလာမဲ့သူတယောက်အနေနဲ့အဲ့ဒီကိုသွားခြင်းနဲ့မျိုးလူတိုင်းမှာသတင်းရှိတယ်တချို့များသောအားဖြင့်လူသိတာနယူးယောက် Los Angeles San Fran ဒီသုံးခုကလူအများဆုံးသိတယ်ဒါပေမဲ့ Florida ပါမယ်ဒီပြည်နယ်တွေမျိုးတွေကလူအများဆုံးသိတယ်အရင်တော့အဲ့၄မျိုးလောက်ကိုပဲလူတိုင်းအရင်တွေးမှာပေါ့နောက်ဆုံးချီကာကိုပေါ့တဲ့ပါအရင်ဆုံးတွေးမယ်အဲ့ကိုသွားလိုက်မဲ့မျိုးမှာကအရင်ဆုံးကိုတွေးရမှာအဲ့မှာငါ networking ရှိတာငါရဲ့တငယ်ချင်းတွေရှိတာငါဟိုမိတ်ဆွေငါဥမာကိုမိဘရဲ့အပေါင်းအသင်းတွေရှိတာကိုရဲ့ဆွေမျိုးရှိတာဟိုကျွန်တော်ဆိုလို့ချင်းတာဒီထဲမှာရှိနေတဲ့သူတွေကကောင်းတာမကောင်းတာကတော့ဒါမိတ်ဆွေတို့အပိုင်းပဲအနေနဲ့များရှိနေတယ်ဆိုရင်တော့အနေနဲ့များပေါ့နော်ဘယ်သူမှမရှိရတဲ့ဆိုင်ရင်တော့အနေနဲ့များတော့ဟိုထောက်ဖို့ဖြစ်နိုင်တယ်နည်းနည်းလေးအဆင်ပြေနိုင်တယ်နည်းနည်းလေးပေါ့နည်းနည်းလေးအဆင်ပြေနိုင်တယ်ပေါင်းအဲ့ဒီလိုဖြေသွားတော့အရန်သဘောကျတယ်ဒီမင်းကအဲ့လေကိုလာခဲ့ပါလို့မျိုးလုံးဝမပြောဒါပေမဲ့ကိုကြိုက်တဲ့မျိုးကိုသွားအဲ့တဲ့ပြည်နယ်သွားခုနကကျွန်တော်ပြောတဲ့အဲ့လိုမျိုး networking လေးတွေရှိနေမယ်ဆိုရင်တော့အနေနဲ့များအဆင်ပြေနိုင်တယ်ဟုတ်ပါโอเคဆိုတော့ဒီမှာပဲရလိုက်တော့မယ်ကျွန်တော်စားလို့လည်းပြီးသွားပါပြီကျွန်တော်စားရတာအစားလာ fry မှာကျွန်တော်ဒီတန်းမှာတော့ကျွန်တော်2ယောက်ရဲ့အမြင်ပေါ့နော်ပထမဆုံးဒါ podcast လို့ခေါ်မှာ podcast ဒီလိုတော့မပြောချင်သေးပါဘူးဒါကျွန်တော်ဟို budget ပေါ့ budget podcast မှာဒါတော့ကျွန်တော်ပေါ့ပါပဲကျွန်တော်တို့ငယ်ပြီကျွန်တော်အားတဲ့ချိန်လေးခုအားတဲ့ချိန်ကြည့်လိုက်တော့လည်းခုည7:00နာရီအားတဲ့ချိန်လေးကျွန်တော်တို့ပိုင်ရန်စာနေတယ်စားရဲ lemonade လေးတောက်ပြီးတော့ကျွန်တော်တို့ဖုန်းမင်းနေကျွန်တော်တို့စိတ်ထဲမှာရှိရတယ်လို့မျှဝေပေးတော့ပါမိတ်ဆွေကြည့်တဲ့သူတွေအနေနဲ့လည်းကောင်းတာတွေကိုယူပြီးတော့မကောင်းတာတွေကိုဖယ်ပြီးဖို့မြေတားရက်ခံပါတယ်။ဟောငါတို့စစားခဲ့တာထီရမလို့ပါလေ။ကိုလောက်လောက်လိုက်ပါနောက်ဆုံးရှိတယ်။ရော့နည်းထဲ။ Cheers lemonade ပါကျွန်တော်တို့ကအတောက်စားခင်းပါတယ်ဘာမှမလုပ်ပါဘူး။ကျွန်တော် lemonade ပဲတောက်ပါတယ်။အားလုံးကျေးဇူးအများကြီးတင်ပါတယ်။